မင်္ဂလာပါပရိသတ်တို့ရေဒီနေ့မှာတော့ဒီကဘာလုံးကိုလှုပ်ခတ်စေခဲ့တဲ့စစ်ပွဲနောက်ခံအချစ်ဒရမာရုပ်ရှင်ကားကြီး Paul Harbour ကိုတင်ဆက်ပေးမှာပါဇလန်အဆက်အဆုံးကိုပြောပြမှာဖြစ်လို့ spoiler တွေပါဝင်နေတာကိုတော့ကြိုတင်သတိပေးပါရစေခင်ဗျာကဲအားလုံးပဲအေးအေးဆေးဆေးအနားယူပြီးကြည့်ရှုခန်းစားကြည့်လိုက်ရအောင်ဇလန်အစ1923ခုနှစ်တင်နစီပြည်နယ်မှာတော့ Brave နဲ့ Danny ဆိုတဲ့ကလေးငယ်နှစ်ယောက်ဟာလီရင်ဟောင်းကြီးတစ်စင်းပေါ်မှာဆော့ကစားရင်းပထမကမ္ဘာစစ်ကဂျာမန်တွေကိုတိုက်ထုတ်နေတယ်လို့မျိုးဟန်ဆောင်ကစားနေကြတယ်။သူတို့နှစ်ယောက်ဟာငယ်တငယ်ချင်းတွေဖြစ်ပြီးလီရင်မောင်းရတာကိုအယံဝါဒနာပါကြပါတယ်။ဒီနေ့မှာတော့ Danny ရဲ့အဖေက Brave ကိုစာမတတ်တဲ့ကောင်ကိုဆက်ဆိုပြီး Danny ကိုအတင်းဆွဲခေါ်သွားပါတယ်။အဲဒီမှာ Brave ကသူ့တငယ်ချင်းအတွက် Danny ရဲ့ဖေကိုလီရင်ဒလက်အောင်နဲ့ပြန်ရိုက်ပြီးညစ်ပတ်တဲ့ဂျာမန်တို့တုံ့ပြန်လိုက်ပါတယ်။ Danny ရဲ့ဖေကတော့စစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ဘယ်သူမှစစ်ပွဲကိုမမြင်တွေ့ပါစေနဲ့လို့ဆုတောင်းနေတယ်ပါ။ချင်းကြီးကုံလုံးပြီး1942ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ Brave နဲ့ Danny တို့ဟာအရေးချင်းရှိတဲ့လေးတဲ့ဘူလူချင်နေကြပါတယ်။ Brave ဟာ Britain ရဲ့ Eagle Squadron မှာစေတနာဝန်ထမ်းလူရုံမှုဖြစ်ပါရောက်ကူညီမှုရွေးချယ်ခံရပါတယ်။သူဟာ Danny ကိုတော့ဒါသူ့ရဲ့ရွေးချယ်မှုလို့မပြောပဲအထက်ကအမိန့်တွေကိုတွားရတာပါဆိုလင်ပြောခဲ့ပါအဲ့ဒီအတော်အတွက်မှာ Brave ဟာနာမည်ကျော်တူနာပြီမပြီး Evelyn နဲ့ဆုံတွေ့တယ် Brave မှာစာဖတ်ရခက်တဲ့ယောဂ dyslexia ရှိနေတယ်နဲ့ Evelyn ကသူ့ကိုစာမေးပွဲအောင်ကူညီပေးခဲ့ရတာနဲ့သူတို့နှစ်ယောက်ချစ်သူဖြစ်သွားခဲ့ကြတယ်သူတို့ရဲ့ New York ကအချစ်ညာတွေဟာတကယ်ကို romantic ဆန်လာပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာပဲ Brave ဟာစစ်ပွဲထဲကိုထွက်ခွာသွားရတော့Evelyn ကသူ့ကိုလိုက်မပို့ဘူးတားထားပြီးနေသူမဟာဘူရာယုံကိုအပြေးအလွှာရောက်လာခဲ့ပါတယ်။ Brave ကတော့ယထာဘော်ကနေသူမကိုငေးကြည့်ရင် Evelyn သူ့ကိုတကယ်ချစ်မှန်တိသွားခဲ့ပါတယ်။ကျွေးတိမ်မှာ Brave ဟာပြင်းထန်တဲ့ဝေဟင်တိုက်ပွဲတွေကိုရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာလည်းဂျပန်တွေက Pearl Harbor ကိုတိုက်ခိုက်ဖို့လျှို့ဝှက်စီစဉ်နေကြပါတယ်။ဒီနေ့မှာတော့ Brave ရဲ့လီဟာပြတ်ချခံလိုက်ရပြီးသူဟာပင်လယ်ထဲပြတ်ကျသွားပါတယ်။ Brave သေဆုံးသွားပြီဆိုတဲ့သတင်းကို Danny က Evelyn စီလာပြောတဲ့အခါသူတို့နှစ်ယောက်စလုံးယူကျုံမရဖြစ်ခဲ့ရပါတယ်။3လလောက်ကြာသွားတဲ့အခါမှာတော့ Danny နဲ့ Evelyn တို့ဟာအပြန်အလှန်နှစ်သိမ့်ပေးရင်တန်ရောစင်တီတိုးလာခဲ့ကြပါတယ်။ဒါပေမဲ့ကံကြမ္မာကနှုတ်ပြောင်လိုက်တယ်လို့ပါတယ်။တေဘီလို့ထင်ထားတဲ့ Brave ဟာအသက်ရှင်လျက် Evelyn ရှေကိုရုတ်တရက်ပြန်ရောက်လာပါတယ်။သူဟာပြင်းသစ်တငါတဲ့ရဲ့ကဲတင်မှုကိုခံခဲ့ရတာပါ။ဒါပေမဲ့သူပြန်ရောက်လာချိန်မှာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းနဲ့သူ့ချစ်သူတို့ချစ်ကြိုက်နေကြတာကိုမြင်လိုက်ရတဲ့အခါ Brave ဟာတစ္ဆာဖောက်ခံလိုက်ရတယ်လို့ခံစားလိုက်ရပြီး Danny နဲ့အကြီးကျယ်ရန်ဖြစ်ကြပါတော့တယ်။1942ခုနှစ်ဒီဇင်ဘာလ9ရက်မနက်ခင်းမှာတော့ငင်းချမ်းနေတဲ့ဟိုဝါရီကဘာဟာဘာစိတ်ကမ်းကြီးကိုဂျပန်လေတပ်ကရုတ်တရက်အကြီးကျယ်ဘုံကျဲတိုက်ခိုက်ပါတယ်။လေယာဉ်တွေပြင်းမောတဲ့အုံပျက်စီးပြီးလူပေါင်းများစွာသေဆုံးခဲ့ရတယ်။အဲဒီလိုငရဲပွက်နေတဲ့အခြေအနေမှာBrave နဲ့ Danny တို့ဟာရန်မျိုးတွေကိုရေးဖယ်ထားပြီးလေယာဉ်တွေကိုအတင်းယူမောင်းတာဂျပန်လေယာဉ်တွေကိုပြန်လည်တိုက်ခိုက်တယ်။ဆေးရုံမှာလည်း Evelyn တို့ကနာပြီးဟာရန်ရသူတွေနဲ့ပြည့်နေနေပြီးအသက်မကယ်နိုင်တော့တဲ့ငွေစည်းတွေကိုကြည့်ပြီးမျက်ရည်ကျတယ်။ဒီတိုက်ခိုက်မှုကြောင့် American ဟာဂျပန်ကိုစစ်ချေညာလိုက်ပြီးလက်စားချေဖို့အတွက် Doolittle Raid လို့ခေါ်တဲ့လှုပ်ဝက်စစ်စင်ရေးကိုစတင်တယ်။ Brave နဲ့ Danny တို့ဟာဒီအန်ဒီညားတဲ့မရှင်းမှာပါဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မသွားခင်မှာ Evelyn က Brave စီလာပြီးသူမမှာ Danny ရဲ့ဇင်သေးလေးရှိနေပြီဖြစ်ကြောင်းနဲ့သူ့ကိုအချစ်စစ်နဲ့ချစ်ပေးမှဖြစ်ပြီးနဲ့ Brave ကိုတော့တစ်သက်လုံးသတိရနေမှာပါလို့ပြောခဲ့တယ်။ဂျပန်နိုင်ငံတိုကျိုမြို့ကိုပုံကျဲပြီးမှ Brave နဲ့ Danny တို့ရဲ့လေယာဉ်တွေဟာစီကုံသွားပြီးတရုတ်ပြည်ကစပါးကင်းတွေရဲ့ရေးပေါ်ဆင်းသက်ခဲ့တယ်။အဲ့ဒီမှာဂျပန်ကင်းနဲ့တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်သွားပြီး Danny ဟာ Brave ရဲ့အသက်ကိုကယ်တင်ရင်းကြီးစံတွေကြီးထွားသွားတယ်။ Danny တေခါနီးအချိန်မှာ Brave နာမျက်မှောက်ကလေးရှိတော့မယ်မသေးတဲ့အုံးကိုပြောပြီးမယ် Danny ကမဟုတ်ဘူးမင်းကမယ်အဲ့ဒီကလေးရဲ့အဖေလုပ်ပေးပါလို့နောက်ဆုံးစကားပြောသွားတယ်။စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါ Brave ဟာ American ကိုပြန်ရောက်လာပြီး Danny ရဲ့ရုပ်လောင်းကို Evelyn စီပြန်သက်ဆောင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ Brave နဲ့ Evelyn တို့ဟာ
လက်ထပ်လိုက်ကြပြီးဒန်နီရဲ့သားလေးကိုဒန်နီလိုပဲနာမည်ပေးကအတူတူပြုစုပြိုးထောင်ခဲ့ကြပါတယ်ဇလန်အဆုံးမှာတော့ရိဖာသားလေးဒန်နီကိုခေါ်ပြီးနေဝင်ချင်းကောင်းကင်ရဲ့ထဲမှာလေရင်လေးနဲ့ပြန်သန်းနေရင်ဇလန်လေးကပြီးဆုံးသွားပါတော့တယ် ကဲချစ်ချင်းမေတ္တာတငယ်ချင်းတင်ရောစင်နဲ့မျိုးချစ်စိတ်တွေကိုပေါင်းဆက်ထားတဲ့ဒီဇလန်လေးကိုပရိသတ်တို့သဘောကျမယ်လို့ညွှန်လင်းပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်နောက်ထပ်ဘလို့စကားတွေကို recap လုပ်ပေးစေချင်လဲဆိုတာလဲ comment မှာရေးခဲ့လို့ရပါတယ်အားလုံးပဲဘေးကင်းကြပါစေကျေးဇူးတင်ပါတယ်